တော့မြတ်စွာဘုရားကိုကြီးညိုရခြင်းရဲ့အကျိုးအမှန်တမ်းကြီးမားတယ်အပယ်ကနေပြီးလွတ်ဖို့လို့ဆိုတာအကုသိုလ်တွေပြည့်နေကြတဲ့တရားဝါတွေတန်လျာမှာအမှားမှားအရင်ရင်တွေပြုလုပ်ခဲ့သည့်အတွက်အကုသိုလ်တရားတွေမြောင်များစွာကိန်းနေတဲ့တရားဝါတွေတန်အပယ်ကြဖို့အလားလာအမှန်တမ်းများတယ်အဲ့လိုအပယ်ကျနိုင်တဲ့အကုသိုလ်တွေရှိနေလင့်ကစားမြတ်စွာဘုရားပေါ်မှာကြီးညိုတဲ့တရားဆွမ်းအားကအပယ်မကျအောင်ထိန်းထားနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရတယ်အဲ့တော့အပယ်မကျစေနိုင်တဲ့မကျတဲ့ပုဂ္ဂိုလ်တွေကိုလည်းဒီသုတ်တမှာခွဲခြားပြီးတော့မြတ်စွာဘုရားဟောထားတယ်ဘုရားကိုကြီးညိုရတာတာမန်မဟုတ်ဘူးကြီးညိုတဲ့တရားရှိရုံနဲ့ပဲအပယ်ကနေလွတ်နိုင်တယ်လို့ဆိုဒီစွမ်းဆောင်မှုကဓမ္မကြီးမားတယ်လို့ဒီလိုပြောအဲ့ဒီမှာမြတ်စွာဘုရားကြီးညိုရုံနဲ့အပယ်မကျဘူးဆိုတာအထောက်အထားတွေရှိသလားလို့ဆိုရှိဓမ္မပဒဝတ္ထုတွေထဲမှာပါတဲ့မတ္ထခုံနလီဆိုတဲ့သရိုသားလေးအချမ်းဒါနကောင်းမှုလည်းမလုပ်ဘူးသီလလည်းမဆောက်တည်ဘူးဥပုသ်သီလလည်းမဆောင်ဘူးကုသိုလ်ကောင်းမှုတွေအလွန်နဲ့ဘာသာတရားမလေးစားပြီးတော့အလွန်နှမျောတဲ့ချမ်းသာကြွယ်ဝတဲ့တထေးတူရဲ့သားဘဝရောက်လာတယ်ဘုရားတရားတန်ခါနဲ့ဝေးပြီးတော့ကုသိုလ်ကောင်းမှုနဲ့ဝေးနေတဲ့ကလေးတရားနောက်ဆုံးတေဂန်ဒီအချိန်လေးမှာဘုရားနဲ့တန်ဃာတော်တွေဆွမ်းခံကြွလာတာမြင်ကွင်းထဲမှာမြင်လိုက်ရတဲ့အခါစိတ်ထဲမှာကြီးညိုသွားစိတ်ထဲကြည်နူးမှုဖြစ်သွားအဲ့ဒါလို့ကြည်နူးမှုဖြစ်သွားတဲ့တရားဆွမ်းအားလေးကနေပြီးတော့သူ့တာဝရိန္ဒနတ်ပြည်ကိုရောက်စေခဲ့ပေါ့တခြားကုသိုလ်တွေမရှိပဲနဲ့မြတ်စွာဘုရားပေါ်မှာကြီးညိုတဲ့တရားတရားလေးစိတ်ထဲဖြစ်ုံလေးနဲ့ပဲတာဝရိန္ဒနတ်ပြည်ရောက်သွားတယ်ကြီးညိုတဲ့စိတ်ကြီးနူးတဲ့စိတ်နဲ့တည်လို့ရှိရင်ကောင်းရသူကြီးရဒါကြောင့်မြတ်စွာဘုရားကစိတ်တိပတန်နေသူဂတိပါတိခင်ခာဒါကအဗ္ဗဓမ္မအရေးကြီးတဲ့ကိုယ်စိတ်လေးဟာမကောင်းတဲ့စိတ်သဘောထားတွေလွှမ်းမိုးမနေစေပဲနဲ့ကောင်းမြတ်တဲ့သဘာဝတရားတွေကိုယ်စိတ်ထဲမှာရှိနေမယ်တရားစွမ်းအားတွေရှိနေမယ်သမာဓိစွမ်းအားတွေရှိနေမယ်သီလတွေစောင့်တည်ထားလို့သီလပေါ်မှာယုံကြည်အားကိုးမှုတွေရှိနေမယ်စိတ်ဓာတ်လေးဟာကြည်နူးနေမယ်ဆိုလို့ရှိရင်သူဂတိပါတိကင်္ခာကောင်းရသူတွေကိုမြောင်းမယ်လောကလူတွေဆိုတာလူဆန္ဒကိုသေချာလေးလာကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ကိုယ်လည်းစမ်းစစ်ကြည့်ပေါ့ငါဘာလို့ချင်တာလဲလူဘဝရလာတဲ့အခါမှာငါဘာဖြစ်ချင်တာလဲလို့ကိုယ့်ကိုယ်ကိုစဉ်းစားကြည့်သေသေးချာချာတွေးပြီးအဖြေထုတ်ကြည့်အဖြေထုတ်ကြည့်တဲ့အခါမှာလူတိုင်းဟာရေပုံရအဖြစ်တူညီတာတော့ပါလဲလို့ဆိုတယ်နံပါတ်1ချမ်းသာကြွယ်ဝခြင်းဒါလူတိုင်းမေးကြည့်လိုက်လို့ရှိရင်အေးချမ်းသာခြင်းမလားချမ်းသာခြင်းနဲ့ဒီဥစ္စာတွေပေါ်များတဲ့ချမ်းသာကြွယ်ဝတယ်ဆိုတဲ့အနေအထားမျိုးရချင်ဒါလူတိုင်းရဲ့ဆန္ဒလူတိုင်းရသလားဆိုတော့ရမရနိုင်ဆန္ဒချင်းကြတော့တူကြတယ်တရားသဖြင့်ရတဲ့စည်းစိမ်ဥစ္စာတွေနဲ့ချမ်းသာကြွယ်ဝမှုလိုချင်ကြတယ်ဒါကလူဆန္ဒတစ်ခုဒါတွေနဲ့ဆန္ဒပြေဝမလားချမ်းသာတဲ့အခါဆန္ဒပြေဝမလားလို့ဆိုမပြေဝသေးဘူးနောက်ထပ်ဘာလိုချင်သေးသလဲလို့ဆိုလို့ရှိရင်အချမ်းရံအကျော်စောလူထဲမှာထင်ပေါ်ကြော်ကြားမှုဆိုတာရချင်ပြတယ်ချမ်းသာပြီးရင်ထင်ပေါ်ကြော်စောမှုတွေကိုရချင်ဒါဖြင့်ဒါနဲ့ပြီးပြီလားဆိုမပြီးသေးဘူးသက်ရှိခြင်းနဲ့ဒါလူဝါရဲ့ဆန္ဒတွေပဲလိုက်ကြည့်လိုက်မယ်လူတိုင်းဟာဒီတိုင်းချမ်းသာခြင်းနဲ့နာမည်ကြီးခြင်းနဲ့အသက်ရှိခြင်း
ချမ်းသာပြီးအသက်ရှိတယ်အဲ့တော့ချမ်းလည်းချမ်းသာတယ်နာမည်လည်းကြီးတယ်အသက်လည်းရှိတယ်ဆိုလုံလောက်ပလားလူဆန္ဒရပ်သွားလားဆိုမရသေးဘူးဒီဘဝကမနေရလို့ပြေးသွားတဲ့နောက်ဘဝအတွက်ကာယသူတွေရောက်ချင်ပြန်တယ်ပေါ့ဒီလေးခုလူသားတွေတိုင်းရဲ့ဆန္ဒကိုမြတ်စွာဘုရားဟောတာရှိအဲ့ဒီဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်တာတော့ကုသိုလ်ကောင်းမှုပဲဖြစ်တယ်ကုသိုလ်ကောင်းမှုကသာဖြည့်ဆည်းပေးနိုင်တယ်လူဆန္ဒကိုတကယ်ဖြည့်ဆည်းပေးနိုင်တဲ့ချက်တွေကအားတွေတော့ဆိုတတ္တာတဲ့သီလစာကပညာဒါကုသနာမှာပြည့်စုံစေရမယ့်တရားတွေဟောတတ္တာဆိုတာကုသိုလ်ကောင်းမှုပေါ်မှာစိတ်ဝင်စားနေရကုသိုလ်ကောင်းမှုပေါ်မှာယုံကြည်တယ်ကံကံရဲ့အကျိုးကိုလက်ခံတယ်စိတ်ဝင်စားတယ်ကုသိုလ်လုပ်ဖို့စိတ်ဝင်စားတယ်စိတ်ကြည်တယ်စိတ်ဝင်စားတယ်ဆိုတာစိတ်ထဲမှာကြည်နူးနေတယ်လောကလူတွေဟာစိတ်ကြည်ပြီဆိုလို့ရှိရင်ကောင်းတာတွေလုပ်ဖို့တွေးလာစိတ်မကြည်ဘူးဆိုလို့ရှိရင်ကောင်းတာတွေလုပ်ဖို့မစင်စားဒါမို့စိတ်ကြည်တယ်ဆိုတာတရားသွားအားဖြင့်ဖြစ်နေတယ်စိတ်ကြည်အဲ့ဒီစိတ်ကြည်မှုဆိုတဲ့တရားတရားလေးရှိဖို့ကိုယ်အိမ်မှာကိုယ်နေတဲ့အခါမှာလည်းစဉ်းစားကြည့်လေစိတ်ထဲမှာကြည်နူးနေတော့မလုပ်ချင်ဘူးဘုရားကံကိုတန်ရှင်းမယ်ဘုရားကိုပန်းရေချမ်းစီမီကတ်လူခြင်းနဲ့ဆုံးလောင်းခြင်းနဲ့ဥပုသ္တိရဲ့စောင့်သုံးခြင်းနဲ့တရားဝဲရှိရင်တရားနာသွားခြင်းဟောစိတ်ချနူးနေစိတ်ညစ်နေတဲ့လူတယောက်ကဒါတွေမလုပ်ဘူးဟောစိတ်အလိုကျပြီးစိတ်ချနူးမှုဆိုတာတရားစွမ်းအားကြောင့်ဖြစ်ပေါ်တရားစွမ်းအားရှိလာလို့ရှိရင်ကုသိုလ်လုပ်ဖို့စိတ်ဝင်စားတာဒါကြောင့်မို့လို့တရားရှိလာပြီဆိုရင်နောက်ကစက်တိုက်ရှိလာတာပါတော့ဆိုကိုချင်းသီလကိုထိမ့်သိဆော့ရှော့ကိုချင်းသီလလုံခြုံဖို့စိတ်ဝင်စားလာကိုချင်းသီလဆိုတာအမှန်တမ်းအရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ကိုချင်းသီလကိုပေါ့မတွေ့ရဘူးလူဆန္ဒဖြည့်ဆည်းပေးနိုင်ကိုချင်းသီလသက်ရှိခြင်းနဲ့ဆိုရင်သူများသက်အချင်းမှရှောင်အောင်ကျမ်းမာခြင်းနဲ့သက်ရှိခြင်းနဲ့ဆိုရင်ပါဠိပဋ္ဌာန်ကရှောင်အောင်မရှောင်ရင်လူဘဝရလာတဲ့အခါကျမ်းမာရေးဆိုမရနိုင်ဘူးသက်ရှိတာဆိုမရနိုင်ဘူးစီးပွားဥစ္စာတွေချမ်းသာခြင်းနဲ့ရထားတဲ့စီးတဲ့ဥစ္စာတွေမပြည့်စည်စေခြင်းမူဆိုရင်အဋိဏဒနာရှောင်ဖို့လို့သူများမပေးတဲ့ပစ္စည်းကိုဤအမျိုးမျိုးနဲ့လိန်ယူတာညာယူတာအတုလုပ်ပြီးတော့ယူတာဒါမျိုးတွေဖြစ်တယ်ကောင်းရောင်းကောင်းဝယ်မှန်မှန်ကန်ကန်ဒီလိုရလာတဲ့ပစ္စည်းဥစ္စာကိုမျက်မျက်လို့ရှိတယ်အဲ့တော့အဋိဏဒနာသူများပစ္စည်းကိုမတရားယူတာလုံးဝမလုပ်ဘူးလမ်းပေါ်မှာကြာနေတဲ့သူများပစ္စည်းတောင်မတို့ဘူးမထီဘူးမကန်ဘူးအမှန်တမ်းတန်တန်ရှင်းရှင်းနေတယ်ဆိုတဲ့အနေအထားမျိုးကိုရလာတဲ့ပစ္စည်းကြတော့လည်းဘလောက်ပဲနော်မိဘေးရေဘေးအန္တရာယ်နဲ့ကြုံကိုရလာတဲ့ပစ္စည်းကလုံခြုံနေတာအမြဲတမ်းအဲ့ဒါလို့မဟုတ်ဘူးဆိုရင်ရလာတဲ့ပစ္စည်းကမီးလောင်ရင်လည်းပါသွားတာပဲရေမြောရင်လည်းပါသွားတာတိမ်သွားရင်လည်းပါသွားတယ်သခိုးရမြတဲ့ပါခြင်းပါသွားကိုမိသားစုထဲမှာလည်းမလိမ္မာတဲ့သားသမီးတွေပါလာပြီးတော့သုံးချုံပြစ်တာနဲ့ကောင်းတယ်ဟောပစ္စည်းမှာဒီလိုပျက်စီးရတယ်ရှိတယ်ဟောနောက်တစ်ခုလူကြားထဲမှာဂုဏ်ရှိတရေရှိအများရဲ့လေးစားမှုကိုခံရဖို့ဆိုတာသိက္ခာရှိဖို့လို့ကာမိတုမိစ္ဆာစာရလုံမလုံဘူးဆိုလို့ရှိရင်သိက္ခာရှိတယ်မဖြစ်ဘူးနော်ဘလောက်ပဲလူကြီးလူကောင်းပဲဖြစ်စေကကာမိတုမိစ္ဆာစာရမလုံဘူးဆိုရင်အရက်ထဲမှာကောင်းတဲ့မဖြစ်ဘူးအဲ့ဒါလိုပဲလူဘဝရလာတဲ့အခါမှာလည်းပဲကောင်းတဲ့ကိုမရနိုင်ဘူးဘုဒ္ဓဝါဒမလုံလို့ရှိရင်ဘာဖြစ်လဲခဏခဏဆွဆွဲခံရတယ်သူရမေတွေကမလုံလို့ရှိရင်ဘာဖြစ်လဲကြောင်းတောင်းကြက်မပြေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အတိညာထုံထိုင်းတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။အော်လောကလူဖြစ်လာပြီဆိုရင်ကျမ်းမာတယ်တက်ရှိတယ်ဆိုတာလဲလိုချင်တာပဲစီးပွားဥစ္စာတိုးတက်တယ်ဆိုတာလဲလိုချင်တာပဲဂုဏ်သတင်းကြီးမားတယ်ဆိုတာလဲလိုချင်တာပဲ
အစွတ်ဆွဲမခံရဘူးလူတော်လူကောင်းအဖြစ်သတ်မှတ်ခံရတယ်ဆိုတာလည်းလိုချင်တာအသိဉာဏ်ထက်မြက်ပြီးတော့အိုင်ကျူမြင့်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ဆိုတာလည်းလိုချင်တာပဲလေအဲ့ဒီလိုချင်တဲ့လူဆန္ဒတွေအလုံးပြည့်ဖို့သီလဆိုတာလိုအပ်တယ်ဒါပြောတာသီလမှာလုပ်ပြီးပါဟောနောက်တစ်ခုစာခကိုရထားတဲ့ပစ္စည်းဥစ္စာကိုစွန့်လူနိုင်ရကိုတူတဲ့သုံးဆွဲလို့တဲ့စိတ်ကျင်းမြောင်းတဲ့မစ္စရိယဆိုတဲ့တရားမထားဘူးအလုံးနဲ့မရဘူးသုံးဆောင်မယ်လူမယ်တမ်းမယ်ဆိုတာစာခဆိုတဲ့စိတ်ရှိတယ်နောက်ဆုံးတစ်ခုကတော့ပညာလုံးတင်တာနဲ့မလုံးတင်တာခွဲခြားသိတဲ့ပညာဒါကအရေးကြီးတာလုံးတင်တာနဲ့မလုံးတင်တာခွဲခြားသိပြီဆိုတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တရားမလုံးတင်တာဆိုရင်ရှောင်တယ်လုံးတင်တာကိုလုပ်တယ်ဒီနှစ်ခုကအတ္တမအရေးကြီးတယ်လုံးတင်တာနဲ့မလုံးတင်တာမသိဘူးဆိုရင်ဘာဖြစ်မလုံးတင်တာတွေလုပ်ပြီးတယ်လုံးတင်တာကျတော့မလုပ်ဘဲနေမလုံးတင်တာတွေလုံးသည့်အတွက်ကြောင့်အပြစ်ဖြစ်တယ်လုံးတင်တာမလုပ်ဘဲနေသည့်အတွက်ကြောင့်ချွတ်ရင်းပြပြတတ်တယ်ဒါကြောင့်မို့လို့ကိုလုံးရမယ်လုံးတင်တဲ့အလုပ်ကိုလုံးရမလုံးတင်တဲ့အလုပ်ကိုရှောင်ရတယ်ဆိုတာပညာနဲ့ပတ်သက်တာပဲပေါ့အဲ့တော့တတ္တာသီလစာကပညာတဲ့အနည်းဆုံးဒီအရေးချင်းတွေကိုယ်တဏ္ဍာဖြစ်အောင်ရှိနေရအဲ့ဒါလို့ရှိလာပြီဆိုရင်ခုနပြောတဲ့စန္ဒပြေဝနိုင်တယ်လို့သူပြောတာနော်အေကောင်းပြီဒီသုတ်တံမှာတရဏာနိသုတ်ဆိုတာနှစ်သုတ်ရှိတရဏာနိသုတ်ဘုရားကြည်ညိုယုံနဲ့အပယ်မကြဘူးလို့မြတ်စွာဘုရားကိုယ်တိုင်ဟောထားတာဒီသုတ်တံထဲမှာပါဒုတိယတရဏာနိသုတ်မှာပါပထမသုတ်နဲ့ဒုတိယသုတ်ကများစွာကွာခြားမှုတော့မရှိဘူးနည်းနည်းပဲကွဲပြားခြားနာတာရှိတယ်အဲ့တော့နှစ်သုတ်လုံးခြုံငုံပြီးတော့ပြောမယ်ဆိုရင်မြတ်စွာဘုရားရဲ့ဆွေတော်မျိုးတော်တွေကမြတ်စွာဘုရားကတက်ကတိုင်းမှာကပိလမျိုးတော်မှာပါတဲ့ဆိုအလုံးသိမြတ်စွာဘုရားဟာတက်ကြလူမျိုးဖြစ်တယ်မသိတဲ့လူတွေကအိန္ဒိယကကလားမျိုးလို့အောက်မေ့မြတ်စွာဘုရားကိုကလားလို့ဒီလိုထင်မဟုတ်ဘူးမြတ်စွာဘုရားကတက်ကြလူမျိုးဟိမဝန္တာတောင်ကြီးမှာတက်ကြလူမျိုးဆိုတာခဏထိရှိခဏတော့နီပေါနိုင်ငံလို့ခေါ်အဲ့ဒီနီပေါနိုင်ငံကတက်ကြလူမျိုးတွေရုပ်ရည်ပကာယဘယ်သူနဲ့တူတော့ဆိုရင်မြန်မာတွေနဲ့ပဲတူတယ်ဒီရှေ့တောင်အာရှမှာရှိတဲ့မြန်မာလူမျိုးတို့ရုပ်ရည်မျိုးတွေရုပ်တင်တူတာမဟုတ်ဘူးစကားလည်းတူတာလေးတွေရှိတယ်စကားတူတာလေ့လာကြည့်ရသမျှဆိုလို့ရှိရင်အလွယ်၃မျိုးလုံးဝထပ်တူတယ်ဆိုတာတွေ့ရတယ်လမ်းဆိုတာကိုဗမာတွေကလည်းလမ်းမယ်အဲ့တက်ကြနေပေါ်တွေကလည်းလမ်းလို့ပဲခေါ်မီးကိုလည်းပဲသူတို့လည်းမီးဒီကလည်းမီးလုံးဝတူတယ်စကားချင်းငါးဆိုတာခဏန်းငါးပဲဖြစ်ဖြစ်ရေထဲကငါးပဲဖြစ်ဖြစ်သူတို့လည်းငါးလို့ပဲခေါ်တယ်ရေထဲကငါးလည်းငါးပဲနံပါတ်ငါးလည်းငါးပဲပေါ့အဲ့ဒါတွေအရှူညီမှုတွေရှိတယ်ပေါ့ဒါပြီးလို့တူတာတုံးလို့မေးကြည့်တဲ့အခါဒီဘောနိုင်ငံမှာရှိတဲ့တက်ကြလူမျိုးတွေရဲ့ဆင်းသက်လာတဲ့မျိုးတွေကဘာလို့ဆိုတိဘက်တူဘာမဲအနွယ်လို့ဗမာတွေကလည်းတိဘက်တူဘာမဲအနွယ်ပဲဆက်သွယ်လာခြင်းသမိုင်းကြောင်းကတူညီနေသည့်အတွက်ကြောင့်ရေမြေဒေသကွဲပြားခြားနာလို့အသုံးအနှုန်းတွေကွဲပြားခြားနာပြီးမတူညီတာတွေများပြားလာတော့လည်းပဲအခြေခံအားဖြင့်ခြေပြုတဲ့လူမျိုးချင်းကတူတယ်လို့သူပြောဒါကြောင့်လို့မြတ်စွာဘုရားကတက်ကြလူမျိုးတက်ကြလူမျိုးကိုတခါတခါတက်ကလို့လည်းခေါ်သေးတယ်တိုင်းနာမည်နဲ့တက်ကတိုင်းမို့မြန်မာစာပေထဲမှာတော့တာဂီဝင်လို့ခေါ်ကြတယ်အဲ့ဒါအတိပ္ပယ်တွေကတစ်ခုနဲ့တစ်ခုမတူညီတဲ့သဘောလေးတွေကိုတော့မှတ်ထားတက်ကြဆိုတာစွမ်းနိုင်သူလို့အဓိပ္ပာယ်ရတယ်သူတို့စီမှာလည်းခဏအထိအတန်တွက်ကလေးပဲကွာတာတက်ကြလူမျိုးကိုစက္ကယလူမျိုးလို့ဒီလိုခေါ်တယ်သူတို့ကစက္ကယဆိုတာတက်ကြပဲတူတူပဲဘာဖြစ်လို့တက်ကြလို့ခေါ်တာတော့ဆိုရင်သူတို့သမိုင်းကြောင်းမှာအောက်ကကမင်းကြီးကသားတော်သမီးတော်တွေ
အရင်မိဖုရားကြီးကမွေးတဲ့သားသမီးတွေကိုတောကိုနှင်လိုက်တာအန္တရာယ်ရှိမှဆိုလို့နောက်ထပ်မိဖုရားအသစ်ရဲ့သားကိုမိဖုရားအသစ်ကအကောက်ချံပြီးတော့သူ့သားနမ်းရဖို့ကြိုးစားလာတဲ့အခါဒီသားကြီးသမီးကြီးတွေအန္တရာယ်ဖြစ်မှဆိုလို့တောသွားနေကြလို့နေနှင်တန်ပေးလိုက်တဲ့အချိန်ခိမွန်တာတောင်ကြီးကကျွန်းတော်ထဲသွားနေကြကျွန်းတော်ကြီးထဲမှာမြို့ပြတီထောင်ပြီးတော့နေတာဖြစ်သောကြောင့်ကျွန်းတော်ကိုပါဠိလိုတာကလို့ခေါ်တယ်အဲ့ဒီတာကလို့ဆိုတဲ့ကျွန်းတော်ကြီးထဲမှာမြို့ပြတီထောင်တာမို့တာကိယလို့နော်တာကိယဆိုတဲ့စကားကိုဗမာတွေကတာကိဝင်လို့ဒီလိုနာမည်ပေးလိုက်တယ်ဟောနောက်တစ်ခါမြို့ပြတီထောင်တဲ့အခါမင်းသားတွေအရွယ်ရောက်တော့ရှင်ရရှာတဲ့အခါမှာတခြားမျိုးရိုးတွေနဲ့ရောမှဆိုလို့နှမအရင်နေနဲ့အိမ်တော်ပြုကြအဲ့ဒါကြောင့်မလို့ဘုရင်ကြီးကကြားတဲ့အခါပြောတယ်တကြဝတဘောကုမာရမင်းသားတွေကလေးတွေတက်တတ်နိုင်ကြပါလားမျိုးရိုးစောင့်ရှောက်တဲ့နေရာမှာအသက်အသေးခံရင်သေခံပဲဒီပြင်မျိုးရိုးတွေနဲ့ရောမှဆိုသည်တတ်တာနှမအရင်နေနဲ့အိမ်တော်ပြုကြအဲ့ဒါနဲ့ဘုရင်ကြီးကတကြဝတဘောကုမာမင်းသားတွေကတတ်နိုင်လိုက်တာလို့ဒီလိုပြောတဲ့စကားကိုဆွဲပြုပြီးတကြလို့ဆိုတဲ့နာမည်တွင်လာအဲ့ဒီတကြနဲ့တက်ကဒီလိုဖြစ်လာအဲ့တော့မြတ်စွာဘုရားရဲ့အမျိုးတွေကတချို့ပကြီးဆရာတွေကဘုရားကိုကလားမျက်နှာနဲ့ရေးတယ်တကယ်ကတော့အဲ့ဒီမျက်နှာမဟုတ်ဘူးနော်အဲ့မျက်နှာမဟုတ်ဘူးဘုရားမျက်နှာမှန်းကြည့်မယ်ဆိုလို့ရှိရင်ဗမာလူမျိုးတွေရဲ့မျက်နှာနဲ့တူရမယ်တူတယ်လို့ပြောဒါကိုဗမာလူမျိုးကိုဆွဲပြောတာမဟုတ်ဘူးအရင်တော့ရာဇဝင်သမိုင်းမှာလည်းပဲဗမာတွေကတာဂီမျိုးဟိတို့ဗမာလို့ကြွေးကြော်ခဲ့ကြတယ်တချို့နိုင်ငံသားတွေကတော့ရည်တယ်ပေါ့တာဂီမျိုးနဲ့တခြားစီတို့ဒီလိုထင်ကြသို့တော့အခုလိုတိဘက်တို့ဗာမင်းအနွယ်ကနေဖြစ်လာတာချင်းချိတဲ့အခါကျတော့ဒါဖြစ်နိုင်ခြေအများကြီးရှိတယ်ပေါ့မျိုးရိုးတူတယ်လို့ဒီလိုပြောဒီကနေ့အိန္ဒိယနိုင်ငံမှာရှိတဲ့အိန္ဒိယလူမျိုးတွေနဲ့တူသို့တော်မြတ်စွာဘုရားတရားကျင့်တဲ့အခါကျတော့အိန္ဒိယဘုရားဂယာဒေသမှာသွားပြီးတော့ဥရဝေလတော်မှာတရားကျင့်လို့ဘုရားဖြစ်တော့အဲ့ဒီမှာဘုရားဖြစ်ဘုရားဖြစ်ပြီးတရားဓမ္မဟောတဲ့အခါမှာလည်းအိန္ဒိယနိုင်ငံမှာပဲဟောတာဒါကြောင့်မို့လို့တချို့ပကြီးဆရာတွေကသေသေးချာချာမသိပဲနဲ့ဘုရားမျက်နှာကိုကလားမျက်နှာနဲ့တူအောင်သွားဆွဲနေကြနော်တကယ်ကတော့ဘုရားတော့ပုံလူတော့မရှိဘူးပေါ့ဘယ်သူမှမိလိုက်တာမှမဟုတ်ပဲပုံလူမရှိဘူးဒါကြောင့်မို့ဘုရားရုပ်တုတော်ကိုအင်္ဂလိပ်လိုပြန်တဲ့အခါမှာ image လို့ပဲပြန်ရ statue လို့ပဲပြန် image ဆိုတာစိတ်ကူးတဲ့ဆွဲတယ်စိတ်ကူးနဲ့ဆွဲတဲ့ပုံလို့ဒီလိုပြောတာနော် statue ဆိုတာရုပ်တုအတုမိလိုက်တဲ့လူရဲ့ရုပ်ပုံကိုကြည့်ပြီးတော့ပုံစံတူလောက်ထားတာ statue အဲ့တော့မြတ်စွာဘုရားကျတော့ image ပဲဖြစ်နိုင်စိတ်ကူးတဲ့ဆွဲထားတဲ့ပုံပဲကောင်းပြီမြတ်စွာဘုရားဟာတက်ကသို့မဟုတ်တကြလူမျိုးအနေနဲ့ကပိလဝတ်ပြည်မှာရှိတယ်မြတ်စွာဘုရားလည်းအဲ့ဒီကပိလဝတ်မြို့တော်ကဏိကြောရအကြောင်းတော်ကြီးမှာတရင်သုံးတယ်တရင်သုံးတဲ့အမတမနဲတယ်မြတ်စွာဘုရားအဲ့ဒီဏိကြောရအကြောင်းမှာတရင်သုံးနေတဲ့အချိန်မှာတာဂိဝေမင်းကြီးအတိုင်းဝိုင်းနဲ့မှာဘာစကားဖြစ်တာလဲလို့ဆိုတရဏာနိဆိုတဲ့တာဂိဝေမင်းတယောက်ကမကြခင်ကပဲဆုံးသွားနတ်ရဆန်သွားတယ်ဆိုပါစို့ဆုံးသွားတဲ့အခါကျတော့သူနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားပြောတရဏာနိဆိုတဲ့တာဂိဝေမင်းသောတာပန်နောအဝိနိပါဒဓမ္မောနိယတောတံဘောဓိပရာဟိနောသူ့ကိုမြတ်စွာဘုရားတရဏာနိတာဂိဝေဟာသောတာပန်ဖြစ်သွားတယ်လို့သောတာပန်ဖြစ်သွားတယ်လို့ပြောတာသောတာပန်နဆိုတဲ့အဓိပ္ပာယ်ကသောတာပန်ဖြစ်သွားတယ်ဆိုတာဘာပြောတာလဲဆိုသောတာဆိုတာနိဗ္ဗာန်ကိုစီးဝင်နေတဲ့မဂ္ဂင်၈ပါးတည်းဟူသောရေစီးချောင်းနိဗ္ဗာန်ကိုစီးဝင်သွားမဲ့နိဗ္ဗာန်တည်းဟူသောမဂ္ဂင်၈ပါးတည်းဟူသောရေစီးချောင်းကြီးကိုဒီနေရာမှာသောတာလို့ခေါ်တာအဲဒီသောတာလို့ခေါ်တဲ့နိဗ္ဗာန်သွားတဲ့လမ်းကြောင်းပေါ်မှာ
အာပန္နဆိုတာရောက်သွားပြီဆိုလိုတာကလမ်းကြောင်းပေါ်ရောက်သွားပြီလို့ရေစီးကြောင်းနဲ့ရောက်နေပြီမဂ္ဂင်၈ပါးပေါ်မှာမဂ္ဂင်၈ပါးလမ်းကြောင်းကြီးပေါ်မှာရောက်နေပြီသောတပန်ဖြစ်တဲ့ဆိုတာမဂ္ဂင်၈ပါးလမ်းကြောင်းပေါ်ရောက်သွားတာဟိုက်ဝေးလမ်းကြောင်းပေါ်မှာရောက်သွားတယ်လို့ပဲနိဗ္ဗာန်ရောက်ဖို့ရတဲ့တေချာသွားပြီပေါ့ဒီလိုဆိုလို့ရနော်သောတပန်နာနောက်ကနေဆက်လာတဲ့ကအာရောဆိုအဝိနိပတ္တဓမ္မသောတပန်ဖြစ်သွားလို့ရှိရင်သူဟာအပေဘုံကိုယ်ဆန္ဒဒီအပေဘုံကြရတယ်ဆိုတော့ဘယ်သူမှဆန္ဒတော့မပေါ့မဖြစ်ချင်တဲ့ဆင်းရဲဒုက္ခတွေများလာတဲ့အပေဘုံကိုဖျူဖျဲကြာရောက်သွားနိုင်တဲ့သဘောသူကမရှိတော့ဆိုလိုတာအပေတကားပိတ်သွားပြီလို့ပြောတာသောတပန်ဖြစ်ရင်အဝိနိပတ္တဓမ္မအပေငရဲကြာရောက်တဲ့ဘေးအန္တရာယ်တွေပြီးမရှိတော့ဘူးနိယတသူရသွားတဲ့အဆင့်ခိုင်မာတယ်ဘယ်တော့မှအပြောင်းလဲမဖြစ်တော့သံဘောဓိပရာယနာသောတပန်ဖြစ်ပြီးရင်သဂရကံဖြစ်မယ်သဂရကံဖြစ်ပြီးရင်အနာကံဖြစ်မယ်အနာကံဖြစ်ရင်ယန္တာဖြစ်မယ်သံဘောဓိပရာယနာဆိုတာအထက်မဲ့ရောက်ဖို့ရသေချာသွားပြီလို့ဒါသောတပန်ရဲ့အနေထားတစ်ခုဖော်ပြပြီးတော့မြတ်စွာဘုရားကသရဏာလိဟာသောတပန်ဖြစ်သွားပြီမကြခင်ဘဝတန်လျာထဲမှာသူဟာသဂရကအနာဂံယဟနာဖြစ်ပြီးတော့နိဗ္ဗာန်ရောက်တော့မှာပဲလို့ဒီလိုဘုရားကအမိန့်ရှိတယ်အဲ့ဒီစကားနဲ့ပတ်သက်ပြီးတော့တာယဝင်မင်းနေတယ်မှာတူတူနဲ့ပြောတဲ့စကားတစ်ခုပေါ်လာဘာပေါ်လာတော့ဆိုမြတ်စွာဘုရားကသရဏာနိကိုသောတပန်လို့ပြောတယ်တဲ့တရဏာနိလူမျိုးသောတပန်ဖြစ်လို့ရှိရင်သောတပန်မဖြစ်တဲ့လူဘယ်သူမှမရှိဘူး။ဘာဖြစ်လို့လဲဆိုရင်တရဏာနိဆိုတဲ့လူဟာသိက္ခာပုဒ်တွေမလုံးဘူးကိုကျင့်သီလမပြေဝဘူးအရက်တောက်တယ်အဲ့လိုပြောကြတာနော်။သူဟာအရက်တောက်နေအရက်တိုက်အရက်တို့ဘီယာတို့အဲ့ဒါတွေတောက်နေအဲ့လိုအရက်ကလေးနဲ့တမြမြနေတဲ့သရဏာနိလို့လူကိုသောတပန်လို့ပြောရင်ဉာဏ်တဲ့ပုဂ္ဂိုလ်ကြီးသောတပန်မဖြစ်เสียဘာမှမရှိဘူးနဲ့ဆိုပြစ်တင်တဲ့အနေနဲ့ဝေဖန်ကြသူလိုလူတောင်သောတပန်ဖြစ်မှတော့ဉာဏ်တဲ့လူတွေအကုန်ဖြစ်ကြပြီပေါ့အဲ့ဒီစကားကိုကြားလာတဲ့အခါမဟာနာမလို့ဆိုတယ်မြတ်စွာဘုရားတဲ့အသက်ကြီးတယ်ဘုရားရဲ့နောင်တော်ဝမ်းကွဲလို့ပြောမဟာနာမတာကိဝေမင်းကမြတ်စွာဘုရားဆီလာလျှောက်တယ်ရှင်ဗျာတဲ့တရဏာနိနဲ့ပတ်သက်ပြီးတော့ဒီလိုတီတိုဝေဖန်စကားတွေထွက်ပေါ်နေတယ်အဲ့ဒီမှာဒီတုတ်တန်ကိုမြတ်စွာဘုရားဟောတာဟောတရဏာနိနဲ့ပတ်သက်ပြီးတော့ထွက်ပေါ်လာတဲ့အချက်တွေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဆိုတာစကားမိန့်ကြားတဲ့အခါဘုရားစကားမှားလို့ပြန်ရတယ်ဆိုတာရှိတယ်ဘယ်တော့မှမှားတဲ့စကားမျိုးမြတ်စွာဘုရားမပြောပြောတဲ့လို့ပြောပြီဆိုလို့ရှိရင်လုံးဝမှန်ကန်တဲ့စကားမျိုးကိုပြောဒါကြောင့်မို့လို့သူကတဘုံတော်နဲ့ပတ်သက်လာလူတွေပြောတဲ့စကား6မျိုးတည်းမှာမြတ်စွာဘုရားပြောတဲ့စကား2မျိုးပဲပြော2မျိုးဆိုတာပါလဲဆိုရင်မှန်တယ်အကျိုးရှိတယ်သူတော်ဘာမကြိုက်ဘူးနောက်စကားတစ်ခုကမှန်တယ်အကျိုးရှိတယ်သူတော်ဘာကြိုက်တယ်ဟောကြိုက်မကြိုက်တာကွဲတယ်မှန်ရမယ်အကျိုးရှိရပြောတဲ့စကားတစ်ခုကမှန်တယ်သို့တော်လည်းမှန်တိုင်းအကျိုးရှိလားဆိုတော့အကျိုးမရှိဘူးမှန်ပေမဲ့အကျိုးမရှိတာမပြောနဲ့ပေါ့ဥပမာပဲလိမ့်မှာအတောင်မပါဘူးလို့ပြောတာမှန်တော့မှန်တာပေါ့အကျိုးမရှိလိမ့်မှာအမွှေးမပါဘူးလို့ပြောရင်လည်းမှန်တော့မှန်တယ်ဘာအကျိုးရှိဘာမှအကျိုးမရှိမှန်လဲမှန်ရမယ်အကျိုးလည်းရှိရဒီလိုလေးပဲအဲ့ဒီစကားမျိုးကိုပြောတဲ့အခါသူများကတော့နာကြားတဲ့လူကကြိုက်တာရှိမယ်မကြိုက်တာရှိကြိုက်တဲ့စကားလည်းပြောတယ်မကြိုက်တဲ့စကားလည်းပြောမြတ်စွာဘုရားစကား2မျိုးပဲမိန့်ချလို့ရှိအဲ့တော့မြတ်စွာဘုရားဟောတဲ့ပြောလိုက်တဲ့စကားပြန်ပြင်စရာအကြောင်းမရှိအဲ့တော့မြတ်စွာဘုရားဒါနဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြီးဟောကြား
တန်တရားဖြစ်နေကြတဲ့ပုဂ္ဂိုလ်တွေကိုရှင်းလင်းပြီးဟောကြားတဲ့အတိတ်ပေါ့နော်ရှင်းလင်းပြီးဟောကြားတာဒီတရဏနိဆိုတဲ့တာဂိဝေမင်းကကိုจิตတိလနဲ့ပတ်သက်ပြီးတော့မပြည့်စုံကိုจิตတိလနဲ့စက္ကနနာမဖြစ်ချက်အရက်တောက်တဲ့အခါတောက်တနည်းအားဖြင့်သိက္ခာပုဒ်နဲ့ပတ်သက်ပြီးတော့အားနည်းတယ်ကိုจิตတိလအားနည်းတယ်အရက်တောက်သူ့ရဲ့ချွေရင်ချက်ကအရက်တောက်အဲ့ဒါလို့အရက်တောက်ပြီးသိက္ခာပုဒ်အားနည်းနေတဲ့ပုဂ္ဂိုလ်မဖြစ်တဲ့ပုဂ္ဂိုလ်တရားတည်တဲ့အခါမှာကောင်းတဲ့သူတွေရောက်ယုံနေမကဘူးသောတာပန်ဖြစ်တယ်ဆိုတော့ဒီကပြုံးရတာပေါ့အယေသမာသောတာပန်ဖြစ်တယ်ဆိုမယုံဘူးပေါ့ဒီလိုပြောအဲ့ဒီပြဿနာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကမဟာနာမကိုရှင်းပြမဟုတ်ဘူးတဲ့မြတ်စွာဘုရားရှင်းပြတရဏလိဒီကရတံဥပါဒကောနှစ်ပေါင်းများစွာဘုရားတရားတန်ခါယရဏသုံးပါးကိုစိကတ်တဲ့ဥပဒကတရားဖြစ်တယ်နှစ်ပေါင်းများစွာသူဟာဘုရားတရားတန်ခါယရဏသုံးပါးကိုစိကတ်ကိုးဝယ်တဲ့ဥပဒကဖြစ်တယ်အဲ့ဒါလို့ဘုရားတရားတန်ခါပေါ်မှာယုံကြည်လေးစားကြီးညိုအားထားတဲ့ပုဂ္ဂိုလ်တရားဘယ်လိုလုပ်ပြီးတော့အပေပုံကိုကြားနိုင်မလဲမြတ်စွာဘုရားပြောတရဏလေးဟာဘုရားတရားတန်ခါယရဏသုံးပါးကိုတလေးတစားစိကတ်ကိုးကွယ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။တစ်နှစ်လည်းမဟုတ်နှစ်နှစ်လည်းမဟုတ်နှစ်ပေါင်းများစွာရှိကြစွာစိကတ်ကိုးကွယ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်သူလိုပုဂ္ဂိုလ်မျိုးဟာဘယ်လိုလုပ်ပြီးတော့အပေပုံကိုကြားရောက်နိုင်မလဲလို့မြတ်စွာဘုရားကအမိန့်ရှိပြီးတော့ပုဂ္ဂိုလ်၅မျိုးခွဲပြီးတော့ဟောတယ်အပေကိုမကြတဲ့ပုဂ္ဂိုလ်၅မျိုးသူတင်မဟုတ်ဘူးအပေမကြနိုင်တဲ့ပုဂ္ဂိုလ်၅မျိုးရှိတယ်ပေါ့အပေတကပိတ်သွားတဲ့ပုဂ္ဂိုလ်အဲ့တော့ကိုယ့်ကုသိုလ်ကိုအားထားเสียမတမကောင်းတာအဲ့ဒီမှာအပေတကပိတ်တဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရား၅မျိုးခွဲပြီးတော့ဟောတယ်တူကပါလဲလို့ဆိုရင်မြတ်စွာဘုရားရဲ့ခုံကိုနှစ်ကယုံကြည်တယ်။တာမန်ယုံကြည်တာမဟုတ်ဘူး။ဘုရားရဲ့ခုံအရေးချင်းတွေကိုသိပြီးတော့ကြာကြာနာနာနှစ်ကယုံကြည်တယ်။ဘုရားခုံကိုယုံကြည်တယ်ဆိုတာနော်ဘုရားခုံကိုယုံကြည်တယ်ဆိုတာဟာဒီဘုရားရဲ့ခုံတုဝိသေသတွေပုံမှာနှစ်ကအသိဉာဏ်နဲ့သိပြီးတော့ယုံကြည်တဲ့ယုံကြည်မှုမျိုးကိုဆုံးလို့အပေါ်ယံယုံကြည်တာမျိုးတွေကြတော့ဘာဖြစ်လဲခဏခေတ်မှာအပေါ်ယံယုံကြည်တာကြတော့ဆူတောင်းပြေခရားမှာဆူတောင်းပြေတယ်လို့စိတ်ကထင်တယ်နော်ဆူတောင်းပြေခရားမှာရှစ်ခိုးတယ်ဆူတောင်းပြေခရားမဟုတ်ရင်ရှစ်မခိုးခရားဆိုလို့ရှိရင်တော့ခရားကဆူတောင်းပြေအောင်လုပ်တာမဟုတ်ဘူးဆူတောင်းပြေနိုင်တဲ့အရေးချင်းတွေကကိုယ်တဏ္ဍာမှာပဲရှိတယ်ခရားဆိုတာဘယ်ခရားပဲဖြစ်ဖြစ်ဂုဏ်တော်တွေနဲ့ပြည့်စုံတာအကြည့်ပဲဆူတောင်းပြည့်ခြင်းမပြည့်ခြင်းကဘုရားနဲ့မဆိုင်ဘူးကိုယ်နဲ့ပဲဆိုင်အဲဒီမြန်မာလူမျိုးတွေတခါတလေကြတော့နော်နေသားနန္ဒာလေးကိုယ်ွယ်ခြင်းနဲ့ဟောမှာစနေသားဆိုလို့ရှိရင်တစ်အဲနဲ့ထုထားတဲ့အသားပေါ့ကိုယ်ွယ်လိုက်ရင်လည်းလက်ရခြင်းတော့လာဘမှုနိစဉ်းစားကြည့်ပေါ့နော်လက်ရခြင်းနဲ့ဆိုတဲ့ကြွယ်ချက်တွေနဲ့ကိုယ်ွယ်အဲ့ဒါဘုရားခုံကိုယုံကြည်ပြီးတော့ကိုးဝယ်တာမျိုးမဟုတ်ဘူးကိုလက်လို့ခြင်းကိုကိုးဝယ်တာမျိုးဖြစ်တယ်တရဏဂုံဆောက်တည်လို့ရှိရင်ဘယလာဘကုလရှင်ဝေတန်တာဘေးမှလွရေးရည်မြော်ဘုရားကိုကိုးဝယ်တဲ့အခါကြောက်လို့ကိုးဝယ်ကြောက်တယ်ဆိုတာသူများကဲ့ရဲ့မှကြောက်တာလည်းကြောက်တာရှင်းရဲ့မှကြောက်တာလည်းကြောက်တာကြောက်လို့ကိုးဝယ်လာဘစီးပွားတက်ခြင်းကုလစေစင်မျိုးဆက်ကကိုးဝယ်လာလို့ကိုးဝယ်အာစရိယမြတ်စွာဘုရားကကိုယ့်ပေါ်မှာသင်ပြပေးတာဖြစ်ရှိလို့ဆရာသမားအနေနဲ့ကိုးအဲ့ဒါလို့ကိုးဝယ်လို့ရှိရင်တရဏဂုံတော်မမြောက်ဘူးလို့ပြောတကယ်ကိုဂုံကိုသိပြီးတော့ကိုးဝယ်မှတကယ်ကိုးဝယ်ရရောက်တယ်လို့ဒီလိုဆိုတာဒါကြောင့်မို့လို့ဘ
ဘုရားကိုကြီးညိုတယ်ဆိုတဲ့နေရာဂုံရည်ချင်းကိုသိပြီးတော့နှစ်ခါကြီးညိုဂုံတွေကိုတွေးတောဆင်ခြင်ပြီးတော့အော်ကြီးညိုလိုက်တဲ့ဂုံတွေလေးစားလိုက်တဲ့ဂုံတွေမြတ်စွာဘုရားမှာရှိတယ်အဲ့ဒီဂုံတွေကိုယုံကြည်တာအဲ့ဒါလိုယုံကြည်တဲ့ဂုံပေါ်မှာနှစ်ခါရှိပြီးတော့ကိုယ်ွယ်တဲ့တရားစွမ်းအားရှိရမယ်လို့ဒီလိုပြောတာနော်အဲ့တော့အလုံးရဲ့ဣတိပိသောဆိုတာဘုရားဘာသာဝင်တွေရနေကြတာပဲအဲ့ဒီထဲမှာအရဟံဆိုတဲ့ဂုဏ်လေးတစ်ခုပဲရှိတို့တွေမှာလောဘတွေဖြစ်လိုက်ဒေါသတွေဖြစ်လိုက်မောဟတွေဖြစ်လိုက်ရသော်ဘုရားမှာကိလေသာဆိုရင်လောဘလည်းမရှိဘူးဒေါသလည်းမရှိဘူးမောဟလည်းမရှိဘူးဉာဏ်နဲ့ကိလေသာစိတ်ထဲမှာအညစ်အကြေးတွေတစ်ခုမှမရှိဘူးကိလေသာရံပေးတွေကကင်းဝေးနေတယ်အမှန်တမ်းဖြူစင်တယ်ရသော်ဘုရားစိတ်တို့စိတ်တွေကလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟတွေလွှမ်းမိုးထားလိုက်နဲ့တို့စိတ်တွေကအမှန်တမ်းညင်နွမ်းတယ်လို့ဘုရားရဲ့ခုံကိုပေါ်အောင်ဆင်ញင်စဉ်းစားကြည့်ဟောအဲ့ဒါလို့ဆင်ញင်စဉ်းစားကြည့်လိုက်လို့ရှင်ဘုရားဟာအမှန်တမ်းထူးခြားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာထင်ရှားလာအဲ့ဒါလို့ခုံတွေကိုတစ်ခုစီတစ်ခုစီဆင်ញင်စဉ်းစားပြီးတော့သစ္စာဘုရားကိုကိုးကွယ်နိုင်ရအဲ့ဒါဆိုလို့ရှင်ဗုဒ္ဓေဧကန္တကတောတထိတ်ချယုံကြည်ပြီးတော့မြတ်စွာဘုရားပေါ်မှာအသိဉာဏ်နဲ့ဒီဘုရားတာလဲဧကန္တတကယ်ဘုရားလို့ဆိုပြီးတော့ကိုးကွယ်တယ်အဲ့တော့ကိုးကွယ်တယ်ဆိုတဲ့နေရာမှာလည်းပဲခုနပြောတာစီးပွားတက်ဖို့ကိုးကွယ်တာဒီလိုဟာမျိုးတွေပေါ့ဘုရားကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာမြတ်စွာဘုရားကတို့ကိုလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားပြီးတော့ညွှန်ကြားတော်မူတယ်ဆုံးမတယ်ဘုရားအဆုံးအမကိုနာခံမှုဘုရားကိုကိုးကွယ်တယ်အဲ့ဒီအမြင်နဲ့မြင်ရဘုရားဟာကိုးကွယ်တယ်လို့ကိုးကွယ်တယ်ဘာလို့ခြင်းလို့မှကိုးကွယ်တာမဟုတ်ဆုံးမရဖို့အတွက်မြတ်စွာဘုရားကိုကိုးကွယ်ညွှန်လင်းချက်နဲ့ကိုးကွယ်တာမဟုတ်ဘူးဒီလိုဆိုလို့အဲ့တော့မြတ်စွာဘုရားကိုကိုးကွယ်တယ်တရားကြတော့လည်းတရားကိုလက်တွေ့ကျင့်သုံးပြီးတော့တရားဟာကိုယ်တိုင်ကျင့်သုံးရမယ်တရားဖြစ်တယ်ဆိုတာကိုသိရှိနားလည်ပြီးတော့ကိုယ်ွယ်တာဒီတရားကိုကျင့်သုံးခြင်းဖြင့်အပယ်ဆင်းရဲတို့တကယ်လွတ်မြောက်နိုင်တယ်လို့ရှိရနားလည်ပြီးတော့တရားကိုလိုက်လာကျင့်သုံးတာတရားကိုကိုယ်ွယ်တာတရားဆိုတာဘဝရဲ့ပင်မနန်းနေလာတဲ့ကန္တာရခရီးခဲကြီးကထုတ်ဆောင်နိုင်တဲ့စွမ်းရည်တတ္တိရှိအဲ့ဒီစွမ်းရည်တတ္တိတွေရရှိဖို့ကိုးကွယ်တယ်ပေါ့တန်လျာထဲမှာတက်တာမှုကိုရစေနိုင်စဘာလို့တောကဖြစ်နေတရားနှလုံးသွင်းလိုက်ရင်တရားကအေးမြသွားစေစိတ်ပူလောင်မှုတွေကိုအေးမြသွားစေဒီရွယ်ချက်နဲ့တရားကိုကိုးကွယ်တန်ခါကိုကိုးကွယ်တယ်ဆိုတဲ့တန်ခါဆိုတာကုသိုလ်ကောင်းမှုလုပ်ဖို့နေရလေတော့ကိုဘာလို့သွားကြလဲလို့ဆိုအဆတရာလောက်သိဉာဏ်နေရဖို့အတွက်ရည်ရွယ်ချက်နဲ့လေတော့ကိုသွားတာစဘာတရင်ကျဲလိုက်တယ်ဆိုရင်တင်းတရာထွက်တယ်ဆိုရင်အဆတရာရပေါ့အဲ့ဒါလိုပဲတန်ဃာတွေကိုကိုးကွယ်တယ်ဆိုတာတန်ဃာတွေပေါ်မှာဒါနကောင်းမှုပြုပြီးတော့ကုသိုလ်ကောင်းမှုတွေတိုးပွားဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးအဲ့ဒါလို့တန်ဃာများကဆောက်ဆောင်ပေးနိုင်တယ်တန်ဃာကိုအာရုံပြုပြီးတော့လူလိုက်တန်းလိုက်တာနဲ့တပြိုင်နက်အစပေါင်းများစွာအမြတ်များများရတယ်လို့ဒီလိုပြောတာပေါ့အဲဒါကြောင့်ဘုရားကိုလည်းကိုးကွယ်တယ်တရားကိုလည်းကိုးကွယ်တယ်တန်ဃာကိုလည်းကိုးကွယ်တယ်အလွန်လေးစားတဲ့ချီနူးတဲ့သာစွမ်းအားရှိဒါကတစ်ခုအဲ့ဒါတွေမကဘူးဝိပဿနာကျင့်စဉ်တစ်ခုကျင့်ပြီးတော့ဝိပဿနာဉာဏ်နဲ့ထက်မြက်လာတဲ့အခါရှင်လန်းတက်ကြွလာတဲ့ပညာတွေလည်းရဘုရားတရားတန်ခါယရဏသုံးပါးကိုချီညိုတဲ့အပြင်ဝိပဿနာကျင့်စဉ်တစ်ခုကျင့်ရှင်လန်းတဲ့ပညာတွေထက်မြက်တဲ့ပညာတွေရရှိလာတယ်ရရှိလာပြီးတဲ့အခါဝိမု ക്തി လို့ဆိုလွတ်မြောက်တဲ့လမ်းစာကြီးတစ်ခုရ
ဝိမု ക്തി ဆိုတဲ့လမ်းမြောက်လွတ်မြောက်တဲ့လမ်းစာကြီးရလာပြီးတော့အာတဝဆိုတဲ့တရားတွေကင်းကွာသွားပြီးတော့အာတဝတွေကင်းတဲ့လွတ်မြောက်နေတဲ့တမာရီစိတ်လွတ်မြောက်နေတဲ့ပညာတွေကိုကိုယ်တွေ့မျက်မှောက်ပြုသွားနိုင်တဲ့အနေအထားမျိုးရောက်သွားတဲ့ပုဂ္ဂိုလ်မျိုးတဲ့ကဲအခြေခံကပြောမယ်ဆိုလို့ရှိရင်ဘယ်သူပဲဖြစ်ဖြစ်ဆရာတရားသံဃာယရဏသုံးပါးကိုစိတ်ကကိုးကွယ်မှုကစတယ်အဲ့ဒီကနေတစ်ဆင့်ဝိပဿနာကျင့်စဉ်ကိုကျင့်တဲ့အခါမှာလွတ်မြောက်တဲ့လမ်းကြောင်းပေါ်မှာရောက်လာလို့အာတဝလို့ခေါ်တဲ့မပြတ်စည်းဝင်အကုသိုလ်တွေမပြတ်စည်းဝင်နေတဲ့အကုသိုလ်တရားတွေအကုန်လုံးချုပ်ငြိမ်းသွားပြီးတော့အာတဝကင်းစေတတ်တဲ့အရတ္တဖို့ဆိုတဲ့တရားကိုမျက်မှောက်ပြုသွားတဲ့ပုဂ္ဂိုလ်မျိုးဆိုလိုတာကတော့ဉာဏ်နာဖြစ်သွားတယ်ဉာဏ်နာဖြစ်သွားပြီဆိုတာစဉ်းစားကြည့်မျက်စိကမြင်တဲ့အာယုံပေါ်မှာလဲလောဘဒေါသမဖြစ်တော့ဘူးမောဟလည်းမဖြစ်တော့ဘူးနားကကြားတဲ့အတန်နဲ့ပတ်သက်ပြီးတော့လဲလောဘဒေါသမောဟမဖြစ်ဘူးနှာခေါင်းကနမ်းရှူတဲ့အနတ်နဲ့ပတ်သက်ပြီးတော့လည်းမဖြစ်တော့ဘူးလျှာကတရရတဲ့အရာကခန္ဓာကိုယ်ကအထိတွေ့ရတဲ့အထိတွေ့နဲ့ပတ်သက်ပြီးတော့လည်းပဲလောဘဒေါသမောဟတွေမဝင်လာတော့ဘူးလို့စိဝင်မှုတွေအကုန်လုံးရပ်တန့်သွားကိုယ့်ဘက်ကိုစဉ်းစားကြည့်လူတွေမှာနေစဉ်နဲ့အရာလောဘတွေကမပြတ်စည်းဝင်နေတယ်ဒေါသတွေကမပြတ်စည်းဝင်နေနော်လောဘစည်းဝင်လိုက်ဒေါသစည်းဝင်လိုက်ဘာမှမသိတဲ့အခါမောဟတွေစည်းဝင်လိုက်တယ်ဒီလိုဒိဋ္ဌိဆိုတဲ့အမြင်မှားတွေစည်းဝင်လိုက်တယ်ဒီလိုအာတဝလို့ဆိုတဲ့ကိရိတာအာတဝတရားတွေလောဘဒိဋ္ဌိမောဟလို့ဆိုတဲ့ဒီတရားတွေကမပြတ်စည်းဝင်နေတာဖြစ်တော့ကြအာတဝဆိုတာတွေကြောင့်မို့လို့ကိရိတာတွေကတိုးပွားပြီးအဲ့ဒီကိရိတာတွေအကုန်ကုန်သွားတယ်အာတဝကိုဥတည်ပြီးတော့ပြောတာကိရိတာမှန်တယ်အကုန်ကုန်သွားပြီးတော့နောက်ဆုံးမှာကိလေသာတို့ရဲ့ချုပ်ငြိမ်းရာအရတ္တမေအရတ္တဖို့ကိလေသာတွေကလွတ်မြောက်သွားတဲ့စိတ်တော်ဝိမု ക്തി လွတ်မြောက်တဲ့စိတ်ဓာတ်ပညာဝိမု ക്തി လွတ်မြောက်တဲ့ပညာအရတ္တဖို့ဆိုတာကိုရရှိသွားတယ်အဲ့ဒီပုဂ္ဂိုလ်ဟာအပယ်ကလွတ်တယ်လို့ပြောတယ်နော်အပယ်မကြတော့ဒါကတော့ယန္တာဖြစ်သွားပြီဆိုအပယ်မကြတော့ဘူးပေါ့လုံးဝကြနိုင်တဲ့အနေအထားမရှိဘူးဒါပုဂ္ဂိုလ်တူဟောနောက်တာကြတော့ဟုတ်ပြီအဲ့ဒါလို့လွတ်မြောက်မှုဆိုတဲ့ရတ္တဖို့နဲ့မပြည့်စုံလို့လုံးဝကိလေသာတွေကုန်သွားတဲ့အနေအထားမျိုးတော့မရောက်သေးဘူးဒုတိယပုဂ္ဂိုလ်ကလုံးဝကိလေသာတွေကုန်တဲ့အနေအထားတော့မရောက်ဘူးသို့တော့တန်ရောစဉ်10မျိုးတည်းက9မျိုးကိုသူကဖယ်ရှားနိုင်ပြီးသားဖြစ်သွားတယ်အဲ့ဒါကိုဩရံပါဠိယတန်ရောစဉ်လို့ခေါ်တယ်တန်ရောစဉ်က2မျိုးရှိတယ်ဥဒ္ဒံပါဠိယတန်ရောစဉ်နဲ့ဩရံပါဠိယတန်ဩရံပါဠိယတန်ရောစဉ်ဆိုတာဘုံနဲ့ပြောမယ်ဆိုရင်ကာမဘုံနဲ့ဆက်သွယ်ပြီးတော့ခြိနှောင်ထားတဲ့တန်ရောစဉ်ကိုဩရံပါဠိယတန်ရောစဉ်လို့ခေါ်တယ်ဥဒ္ဒံပါဠိယတန်ရောစဉ်ဆိုတာရူပဘုံအရူပဘုံဗြဟ္မဘုံနဲ့ဆက်သွယ်နေတဲ့တန်ရောစဉ်ကိုဆိုလိုတယ်အဲ့တော့ပထမကာမဘုံမှာရှိတဲ့တန်ရောစဉ်ဂျို5မျိုးကိုဖြတ်ဥပမာမဲ့ဆိုရင်ကိုကြည့်လိုက်မယ်ဆိုရင်ကျိုး10ကြောင်းခြေထောက်မှာခြိထားတာကျိုး5ကြောင်းခေါင်းကခြိထားတာကျိုး5ကြောင်းခေါင်းကကျိုးကအပေါ်ဆွဲတင်ခြေထောက်ခြိထားတဲ့ကျိုးကအောက်ဆွဲချဆိုပါစို့ထင်ရှားအောင်ပြောခုနကပြောတဲ့ဝိပဿနာကျင့်စဉ်တွေဘာတွေနဲ့ထပ်တန်ပြီးတော့ဒီဝိပုဒ္ဓိဆိုတဲ့အစစ်မျိုးမရောက်ဘူးဘုရားကိုကြီးညိုတယ်ဝိပဿနာဉာဏ်တော့ထက်မြက်တယ်သို့တော့ဝိမု ക്തി ဆိုတဲ့အရတ္တဖို့အဆင့်ထိအောင်မရောက်ဘူးမရောက်ပေမဲ့သူဟာတန်ရောစဉ်5ပါးကိုဖယ်ရှားလိုက်နိုင်တယ်တန်ရောစဉ်5ပါးဆိုတာဘာလဲလို့ဆိုရင်ကာမိသန္တာလိုချင်စရာအာယုန်တွေကိုလိုချင်နေတဲ့တဏှာကာမတဏှာကာမိသန္တာဆိုတဲ့တန်ရောစဉ်ဗျာပါဒအလိုမကြတဲ့အခါမှာစိတ်တိုင်းမကြလို့စိတ်ထဲမှာခံပြင်းတဲ့ဒေါသဝိသိကိစ္စဆိုတဲ့ကာမိသန္တာဗျာပါဒနော်ဒီတန်ရောစဉ်ကင်းတယ်နောက်ပြီးတော့
သက်ကာယဒိဋ္ဌိခန္ဓာကိုယ်နဲ့ပတ်သက်လာပြီးတော့ခန္ဓာ၅ပါးနဲ့ပတ်သက်လာပြီးတော့မမှန်မကန်တွေးဆတဲ့မှားယွင်းတဲ့အမြင်တစ်ခုတကယ်ရှိတာကခန္ဓာ၅ပါးတကယ်ရှိလို့သက်ကာယလို့ခေါ်တာသဆိုတာတကယ်ရှိတဲ့ကာယကခန္ဓာ၅ပါးတကယ်ရှိနေတဲ့ခန္ဓာ၅ပါးပေါ်မှာမရှိတဲ့ငါဆိုတဲ့အစွဲဆွဲတာငါဟာဆိုတဲ့အစွဲလားမှားယွင်းတဲ့အမြင်တစ်ခုအဲ့ဒီသက်ကာယဒိဋ္ဌိရဲ့ဝိသိကိစ္စရဲ့တန်လျာဖြစ်နေတဲ့ဝိသိကိစ္စရဲ့နွားချင်းခွေးချင်းအကျင့်တွေကိုချင်းချင်းဖြင့်တန်လျာကလွတ်နိုင်တယ်လို့မှားယွင်းတဲ့အကျင့်တွေပေါ်မှာလက်ခံယုံကြည်တဲ့သီလပဒပရမတ္ထသက်ကာယဒိဋ္ဌိဝိသိကိစ္စသီလပဒပရမတ္ထကာမရာဂဗျာပါဒလို့ဆိုတယ်ဒီတန်ရောစဉ်တွေတန်ရောစဉ်၅မျိုးကိုဖယ်ရှားလိုက်နိုင်တယ်ဖယ်ရှားလိုက်နိုင်သည့်အတွက်ကြောင့်အနာဂံဖြစ်သွားတာပေါ့နော်အဲ့တော့အနာဂံဖြစ်သွားတဲ့ပုဂ္ဂိုလ်တရားမှာလူဘဝကအနာဂံဖြစ်သွားလို့ရှိရင်လေအနာဂံလို့ရဲ့ပျော်ဆန်းရာဖြစ်တဲ့သုဒ္ဓဝါဒ၅ပုံရောက်တာဇမပြေမှာပဲရှိတော့အထက်ကျိုးတွေပဲကျန်တော့တယ်အောက်ကျိုးတွေလုံးဝပြတ်သွားသည့်အတွက်ကြောင့်လူဘုံနတ်ဘုံဆိုတဲ့ကာမဘုံတွေနဲ့ဆက်ပြတ်သွားပြီအဲ့ဒီပုဂ္ဂိုလ်အဲ့တော့ရူပဘုံအရူပဘုံလို့ဆိုတဲ့ဇမဘုံတွေကဖြစ်တော့တဲ့အနာဂံပုဂ္ဂိုလ်ဇမပြေကနေဘယ်တော့မှပြန်မလာလို့သူ့ကိုအနာဂံလို့ခေါ်တာအနာဂါမီဆိုတာပြန်မလာတော့ဘူးလို့ပြောတာအဲ့ဒီပြန်မလာတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအပယ်လေးပုံကလွတ်တယ်အပယ်ကြဘူးလို့ပြောတာနော်ဒါဒုတိယမြောက်ပုဂ္ဂိုလ်တတိယမြောက်ပုဂ္ဂိုလ်ကျတော့ဝိပဿနာကျင့်ဘုရားတရားသံဃာယနာသုံးပါးကိုကြီးညိုတယ်ဝိပဿနာကျင့်စဉ်တွေကျင့်တယ်သို့တော့ဝိမု ക്തി အဆင့်မရောက်ဘူးမရောက်ပေမဲ့လို့တန်ရောစဉ်၃မျိုးကိုဖယ်ရှားနိုင်တယ်အားဖြင့်၃မျိုးဆိုတာသက်ကာယဒိဋ္ဌိခန္ဓာ၅ပါးနဲ့ပတ်သက်တဲ့မှားယွင်းတဲ့အမြင်ဝိသိကိစ္စတန်လျာဓမ္မနဲ့ပတ်သက်တဲ့တန်လျာသီလပဒပရမတ္ထမှားယွင်းတဲ့အကျင့်တွေကိုစောင့်တည်ထားတာနဲ့ပတ်သက်ပြီးတော့တန်လျာဟုတ်ကလွတ်တယ်လို့မှားယွင်းတဲ့အတွေးဆင်ခြင်သုံးသပ်မှုအဲ့ဒီတန်ရောစဉ်၃မျိုးကုန်သွားပြီးတဲ့နောက်မှာသူကဘာထူးလာတော့ဆိုကာမရာဂနဲ့ဗျာပါဒပါသွားတယ်ပါသွားသည့်အတွက်ကြောင့်လူပြည်လူလောကကိုတစ်ချိန်တစ်ခါသာပဋိသန္ဓေနေလာမဲ့ပုဂ္ဂိုလ်မျိုးသက္ကတာဂံဆိုတာသက္ကတာဂာမိတစ်ချိန်သာလာတော့မဲ့ပုဂ္ဂိုလ်ဆိုတာလူဘဝနတ်ဘဝကာမဘုံနဲ့အဆက်ပြတ်တော့မယ်တစ်ခါပဲလာနိုင်တယ်ပေါ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာလည်းပဲအပယ်မကျတဲ့ပုဂ္ဂိုလ်ပဲတဲ့နောက်စတုထမြောက်ပုဂ္ဂိုလ်ကျတော့ပါတော့ဆိုခုပြောခဲ့တဲ့သက္ကာယဒိဋ္ဌိဝိသိကိစ္စသီလပဒပရမတ္ထလို့ဆိုတဲ့အာရောစဉ်၃မျိုးကုန်ခန်းသွားပြီးတဲ့နောက်မှာသောတပန္နနော်ဘဂိ၈ပါးလိဟုသောလမ်းကြောင်းပေါ်ရောက်သွားပြီအဝိနိပါဒဓမ္မဘယ်လိုနည်းနဲ့မှစိတ်ပြည့်ပွက်ကောင်းတဲ့ဆင်းရဲဒုက္ခတွေမှာမကြတော့ဘူးနိယတလမ်းကြောင်းပေါ်မှာသေချာပြီးခိုင်မြဲသွားပြီးသံဘောဓိပ္ပံအထက်မဲ့တွေရောက်တော့မယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဆိုလိုတာကသောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဒီအပယ်မကြတော့ဘူးလို့ဒီလိုပြောတယ်အဲ့တော့အချင်းချုပ်ပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင်ဘုရားတရားသံဃာယနာသုံးပါးကိုချီးညိုတာကိုအရင်ခံပြီးတော့နံပါတ်1ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်ပယ်မကြဘူးအနာဂံဖြစ်သွားတဲ့ပုဂ္ဂိုလ်ပယ်မကြဘူးသက္ကရာဂံဖြစ်သွားတဲ့ပုဂ္ဂိုလ်ပယ်မကြတော့ဘူးသောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ပယ်မကြတော့ဘူးအဲ့ဒီပုဂ္ဂိုလ်တွေကသေချာတော့အပယ်တကားပိတ်သွားတဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုပြောအဲ့တော့ဒီနေရာမှာအပယ်တကားနဲ့ဘာကိုပြောရတာလဲဆိုလို့ရှိရင်သက္ကာယဒိဋ္ဌိရှိနေသေးလို့ရှိရင်အပယ်တကားကပွင့်နေမှာပဲနိဗ္ဗာန်တကားမဖွင့်နိုင်သေးသမျှအပယ်တကားကတော့ပွင့်နေမှာသက္ကာယဒိဋ္ဌိကိုလုံးဝဖယ်ရှားပြစ်နိုင်တဲ့ပုဂ္ဂိုလ်သားနဲ့အပယ်တကားပိတ်တယ်လို့ဒီလိုပြောသက္ကာယဒိဋ္ဌိရှိနေရင်မှန်ရင်အကုသိုလ်တွေအပယ်ကျစေနိုင်တဲ့အကုသိုလ်တွေကိုလုပ်အောင်ပါလုပ်တဲ့အခါမှာအပယ်တကားကပွင့်နေအောင်ပါဒါကြောင့်မို့နိဗ္ဗာန်ဆိုတဲ့တရားကြီးကိုဖွင့်လိုက်နိုင်ပြီဆိုရင်တော့အပယ်တကားပိတ်သွားပြီလို့ဒီလိုပြောနိဗ္ဗာန်တကားမဖွင့်နိုင်သေးတဲ့ဗျာအပယ်တကားမပိတ်ဘူးလို့ဒီလိုမှတ်
နိဗ္ဗာန်တကားဆိုတာဘာလဲလို့ပြောမယ်ဆိုရင်သောတပတ္တိမက်ကိုရသောတပန်ဖြစ်ရင်သောတပတ္တိမက်တိနိဗ္ဗာန်ကိုပထမဆုံးစရောက်တာမြင်တာဖြစ်သောကြောင့်နိဗ္ဗာန်တကားဟာသောတပတ္တိမက်နဲ့ဖွင့်တယ်လို့ဒီလိုပြောလို့ရတယ်အေးသောတပန်ဖြစ်သွားမှအပေတကားလုံးဝပိတ်မယ်ဟောနောက်တစ်ခုအပေမကျတဲ့ပုဂ္ဂိုလ်မျိုးတွေကဘယ်လိုပုဂ္ဂိုလ်မျိုးတွေတော့ဆိုဘုရားတရားသံဃာယရဏသုံးပါးကိုကြီးညိုတယ်သို့တော့ဝိပဿနာဉာဏ်နဲ့ထက်ထက်တန်တန်မဖြစ်ဘူးလွတ်မြောက်မှုဆိုတဲ့ကိလေသာကလွတ်မြောက်မှုဆိုတဲ့ဘက်ဖို့တွေမရဘူးသို့တော့သူ့မှာဘာတွေရှိတော့ဆိုတရားစွမ်းအားရှိဝိရိယစွမ်းအားရှိတတိစွမ်းအားရှိတတ္တဝိရိယတတိသမာဓိစွမ်းအားရှိတယ်ပညာစွမ်းအားရှိတယ်ဒါဣန္ဒြေ၅ပါးလို့လည်းခေါ်တယ်ဘုံ၅ပါးလို့လည်းခေါ်တယ်ဣန္ဒြေဆိုတာဘာလို့ဣန္ဒြေခေါ်တာတော့ဆိုဆိုင်ရာကိစ္စတွေမှာသူကစိုးမိုးချုပ်ကင်ထားနိုင်လို့ယုံကြည်မှုကိစ္စမှာတတ္တာကလွှမ်းမိုးတယ်ကျိုးပန်းအထုတ်မှုကိစ္စမှာဝိရိယကလွှမ်းမိုးတယ်အမှတ်ရမှုကိစ္စမှာတတိကလွှမ်းမိုးတယ်စိတ်တည်ငြိမ်မှုကိစ္စမှာသမာဓိကလွှမ်းမိုးတယ်အမှန်သိမှုကိစ္စမှာပညာကလွှမ်းမိုးတယ်ကိုယ်နေရာမှာကိုကြီးစိုးထားလို့ဣန္ဒြေလို့ခေါ်တာအဲ့တော့တတ္ထာရဲ့ဝိရိယရဲ့တတိရဲ့သမာဓိရဲ့ပညာအဲ့ဒီတရား၅မျိုးကသူ့မှာခိုင်မာရှိလာဆိုပါတော့တရားရှိကံကံဤကြောကိုယုံကြည်တယ်ကုသိုလ်ကောင်းမှုပေါ်စိတ်ဝင်စားတယ်တရားရှိဝိရိယကြိုးစားအထုတ်မှုရှိတယ်ကြိုးစားအထုတ်တယ်ဆိုတာဘာလဲလို့မြင်နေစနေညအယောင်းအဝယ်လုပ်တယ်လို့ဒီလိုဟာမျိုးပြောတာမဟုတ်ဘူးနော်ကြိုးစားအထုတ်တယ်ဆိုတာဘယ်လိုဟာတော့ဆိုအာဟုသူတွေမဖြစ်ရအောင်ဆုတ်ပိတ်တဲ့နေရာမှာကြိုးစားအထုတ်တယ်ဆိုပါစို့ဒေါသမဖြစ်အောင်ထိန်းဒေါသမဖြစ်သေးရင်မဖြစ်အောင်ဆုတ်ပိတ်ထားတယ်မတော်တဆဖြစ်လာရင်ဖယ်ရှားဖို့ကြိုးစားဒါကိုဒီကြိုးစားမှုကိုဆိုလိုတာအကုသိုလ်မဖြစ်သေးရင်မဖြစ်အောင်ကြိုးစားထားတယ်မတော်တဆဖြစ်လာပြီဆိုလို့ရှိရင်ဖယ်ရှားဖို့ကြိုးစားကုသိုလ်မဖြစ်သေးဘူးဆိုရင်ဖြစ်အောင်ကြိုးစားဖြစ်ပြီးရင်တိုးပွားလာအောင်ကြိုးစားဒါကိုဆိုလိုတာနော်ဝိရိယဆိုတာဒီပြင်ကြိုးစားအထောက်မှုတွေကိုပြောတာမဟုတ်ဘူးဒီနေရာမှာနိဗ္ဗာန်ရဖို့အတွက်ကြိုးပမ်းအထောက်မှုသမပဋ္ဌာန်တရား၄ပါးပဲသံဝရတဲ့ပဟာနာနော်အနုရခဏဘာဝနာဒီ၄ခုသံဝရဆိုတာအကုသိုလ်မဖြစ်အောင်ဆုတ်ပိတ်ထားရှင်အောင်ချထားတာဘာလို့ဖို့လဲလို့ဆိုရင်ရှင်မကိုက်အောင်ရှင်မဝင်အောင်လုပ်ထားတယ်ဆုတ်ပိတ်ထားတာအိမ်ထဲမှာအကောင်မလောင်နေမဝင်အောင်ဘာလို့တကားနဲ့ပိတ်ထားအဲ့ဒါလို့အကုသိုလ်မဖြစ်အောင်ကိုယ့်ကိုဆုတ်ပိတ်ဖို့ကြိုးစားမတော်တဆဝင်လာပြီဆိုရင်တွန်းထုတ်ပြရဟောအကုသိုလ်နဲ့ပတ်သက်တာကုသိုလ်နဲ့ပတ်သက်တာရင်မဖြစ်သေးရင်ဖြစ်အောင်လုပ်ဆိုတော့ကိုယ်စိတ်ထဲမှာမေတ္တာစိတ်ကင်းမဲ့နေသေးတယ်မေတ္တာစိတ်မဖြစ်သေးဘူးဆိုဖြစ်အောင်လုပ်ကဲမေတ္တာစိတ်တွေတော့ဖြစ်ပါပြီတစ်ခါမှပဲဖြစ်တယ်ဆိုရင်တိုးပွားလာအောင်လုပ်ဒီလိုဆိုလိုတာနော်ဒီလိုဆိုလို့အဲ့ဒါကြောင့်မလို့ဒီလိုကြိုးစားမှုတွေနဲ့ပြည့်စုံလို့အပ်တယ်အပင်မကြဖို့အတွက်ဒါပြဟုတ်ပါနောက်တတိဆိုတာအရာရာမှာကိုယ့်ရဲ့လှုပ်ရှားမှုတွေပြောဆိုမှုတွေနဲ့ပတ်သက်ပြီးမဟာသတိပဋ္ဌာန်သုတ်မှာမြတ်စွာဘုရားဟောထားတဲ့တတိဆိုတာရှိရတတိမရှိသည့်အတွက်ကြောင့်ယမယခတတိမရှိရင်ချော်လဲတာလို့တော့ဖြစ်တယ်လေဒါကြောင့်မလို့မြတ်စွာဘုရားမဟာသတိပဋ္ဌာန်သုတ်မှာဆိုရင်ဟောထားတယ်ခုနှစ်ဌာနမှာတတိရှိအောင်လေ့ကျင့်သူ့ဘာသူတော့ရှိလာမှာမဟုတ်ဘူးကိုယ်ကလုံးယူမှရတယ်ဒါတွေကအလိုလျောက်ဖြစ်လာမှာမဟုတ်ဘူးပါရမီဆိုတာလဲထိုင်ဆောင်နေလို့ရတာမဟုတ်ဘူးလုပ်နေလို့ရှိရင်ရပါပါနေ့စဉ်နဲ့အမျှကိုယ်ကလုပ်နေတာပါဆိုပါစို့ကိုယ်ခန္ဓာကိုရှေ့တိုးတာနောက်ဆုတ်တာစတတိရှိရဒီလိုဆိုလို့ရှေ့ခြေလမ်းတတိနောက်ဆုတ်ရင်တတိဒီဆိုလိုတာကသွားရလာတာတတိထားနောက်တစ်ခုကြည့်တာရှုတာတတိထား
နောက်တစ်ခုကဘာလို့ဆိုလက်ကွေးလက်ဆန်းခြီကွေးခြီဆန်းတာကစတတိထားတတိရှိနေရမယ်လို့ဆိုလိုတာပြောလိုတာကဘာလို့ဆိုကိုယ်ခန္ဓာကိုယ်တည်းကလှုပ်ရှားမှုတွေနဲ့ကိုယ့်ရဲ့အမှတ်တတိဟာအမြဲရှိနေဒါတရားအထုတ်တာပြောတာမဟုတ်ဘူးနော်ဒါတရားအထုတ်တာဆိုတာလည်းဒါပဲကဲစဉ်းစားကြည့်ကိုယ်စိတ်တွေဟာကိုယ့်ရဲ့တတိဟာဘလောက်မေ့နေတယ်ဆိုတာစဉ်းစားကြည့်ကိုယ့်ကိုပြန်မေးကြည့်ငါထိုင်းနေတာကိုထိုင်းနေတာမှလားလို့ဘယ်နှခါတတိရနော်အိတ်နေရင်လည်းငါအိတ်နေတာမှလားလို့ဘယ်နှခါတွေးမိနှာခေါင်းထဲကလေရှူးနေတဲ့အခါလဲအော်ငါနှာခေါင်းလေရှူးနေတာမှလားလို့ဘယ်နှခါတွေးမိလူတွေဟာထိုင်းနေရင်လည်းတခြားဟာစဉ်းစားနေအိတ်ရင်လည်းတခြားဟာစဉ်းစားနေစိတ်ကအပြင်ထွက်လဲနေတာပဲအမြဲတမ်းကိုယ့်ကိုဟုတ်မဟုတ်ဆင်ញင်သုံးသပ်ကြည့်နော်အခုတရားနာရင်တောင်အိမ်ရောက်ချင်ရောက်မှတချို့စိတ်ထွက်လဲနေတာတရားပွဲတဲ့လူကတော့တရားပွဲထဲမှာငုံတုတ်စိတ်ကအိမ်ရောက်ချင်ရောက်သွားသေးတာအဲ့ဒါလို့တတိနဲ့ကိုလုံနေတဲ့အလုံးကမကတ်မိပဲနဲ့ဖြစ်နေ